ကိုချက်ချင်းသိလိုက်သည်အကြောင်းမှာလူကြီးမှန်မြန်ပြောင်းနေစဉ်သူမကကိုရခင်ချစ်သူဟုဟန်ဆောင်ကမင်္ဂလာဆောင်မဲ့မင်းကလေးအဖြစ်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်သူမကမကြမီလူကြီးနဲ့လက်ထပ်တော့မယ်ဟုဂုဏ်ယူစွာပြောကြသည်ထိုတဲ့င်းကိုကြားသည့်နောက်မိမကစိတ်လှုပ်ရှားကအလုတ်ရှိသေးတဲ့ဟုပြောသည်တားနှင့်အတူထွက်ခွာသွားသည်အိမ်ပြန်ရောက်ချိန်တွင်သူမရဲ့ကိတ်မောဆိုင်ကိုအမစာတကြီးဝင်လာခဲ့သည်ဆိုင်ဖွင့်သည့်ကလေးကပထမဆုံးအကြီးဆုံးဝယ်ယူသူဖြစ်ခဲ့သည်သူမအလွန်ပျော်ရွှင်ခဲ့သည်တို့တော့တတ်မှတ်ထားသည့်အခန်းသို့ရောက်သွားချိန်တွင်ဝယ်ယူသူဟာလူကြီးမင်္ဂလာဆောင်မဲ့မိန်းကလေးဖြစ်နေသည်ကိုတွေ့လိုက်ရသည်ချမ်းသာမိန်းကလေးကကိတ်ကိုဖွင့်ခိုင်းသည်ဘာကြောင့်ထွက်ခွာသွားပြီးမှယခုသူ့ဘဝထဲပြန်ပေါ်လာတယ်လဲဟုစစ်ဆေးမိမြန်သည်မိမကမနေ့ကအဖြစ်ဟာမတော်တဆသာဖြစ်ခဲ့ကြောင်းပြောခဲ့တော်လေသူမမယုံကြည်ပေထို့နောက်ကိတ်ခရင်ကိုဇွန်းဖြင်ယူကတင်းဘဝဟာဒီခရင်လိုဈေးကြိုသည်ဟုနှိမ်ချစွာပြောကြသည်ထို့နောက်ဇွန်းကိုဖြစ်လိုက်သောဖြင့်ခရင်များသူမဟိစပင်ပေါ်ပြန့်နှံ့သွားခဲ့သည်အဆက်တရားကိုမခံနိုင်တော့ပဲသူမအလျင်မြန်ထွက်ပြေးသွားသည်ထိုအခြေအနေကိုလူကြီးမြင်လိုက်တော့ဖြင့်ချက်ချင်းလိုက်သွားကဘာကြောင့်စပင်ပေါ်ခရင်အလွန်မားနေတယ်လေလို့မေးမြန်းသည်သူမမဖြေတော့ဖြင့်လူကြီးကသူမကိုတိုက်ရိုက်တန်ရှင်ခံသို့ဆွဲခွာသွားသည်ဒီလိုနဲ့ချစ်ရည်မေတ္တာနောင်တနေလျှို့ဝဲချက်များပြန်လည်ထိတွေ့လာသည့်ဇလံကစိတ်ဝင်စားဖွယ်ဆက်လက်ဖွင့်လှစ်သွားများဖြစ်ပါသည်နောက်ထပ်ဗီဒီယိုဇလံတိုလေးတွေတင်ပေးသွားမှာဖြစ်လို့အသေးပေးအပေါင်းလဲနှိပ်ပြီးအားပေးခဲ့ပါအောင်နော်